ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာစတား Season 3ရဲ့ Top 14 show ရတယ်မစားသေးဘူးဆိုတော့ပြင်းနေရတယ်ကျွန်တော်နဲ့အတူတူ Funny Do ရှင်းလေးကိုနားဆင်ကြည့်အောင်နော်သူကတော့မြန်မာစတားမှာအခုလက်ရှိ Top 40ထဲမှာဝင်နေပါတယ်ဗျသူရဲ့ MTV လေးတစ်ပုဒ်ကိုကျွန်တော်နဲ့အတူတူကြည့်အောင်နော်ဟုတ်ရန်ကောင်းနေတာနော်သူဆိုတဲ့အတန်လေးကအရန်ဟိုနားထဲမှာဘယ်လိုလဲမသိဘူးတော်တော်ကြီးကိုကောင်းနေပြန်နော်သူရဲ့ဒီဆိုမှုလေးကိုနားထောင်ပြီးတော့တိုက်ကြရဆိုသူရဲ့ဟောလေ official သူရဲ့ YouTube channel လေးမှာသွားနားဆောင်ပြီးတော့နားထောင်ပြီးတော့အားပေးလို့ရတယ်ဗျာနော်ကျွန်တော်ကစကားလေးနည်းနည်းမြန်တော့အစီအမပြေလို့ဖြေတောင်းပန်ပါတယ်လို့နော်โอเคအဆက်ကြည့်အောင်နော်ကဲတချင်းလေးကတော့ဒီလောက်ပါပဲဗျာနော်သူ့ကိုလည်းအားပေးကြဖို့ကျွန်တော်ကပြောချင်ပါတယ်ဗျာနော်မြန်မာစတား Top 40ထဲမှာတော့ပါဝင်နေပြီဗျာနော်ရှေ့ဆက်ပြီးတော့တစ်စင်တလန်သွားနိုင်ဖို့အတွက်သူ့ကိုလည်းဝင်းရင်ပေးကြပါအားပေးကြပါလို့ပြောချင်ပါတယ်နော်သူရဲ့ official YouTube channel လေးမှာလည်းတွားရောက်ပြီးနားဆင်လို့ရပါတယ်ဗျာနော်
ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်တက်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့ပြောချင်ပါတယ်ဗျာနော်အဆင်ပြေတယ်ဆိုရင်ပို့ပြဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ